မာလာအမုံလေးဖြူပြီးတော့စားလို့ရပါတယ်ရိုးရိုးအချိုအဆက်မကြိုက်တဲ့သူအချိုကြိုက်တဲ့သူကတော့ဒီတိုင်းစားရင်ရပါတယ်ဟုတ်ကဲ့ရပါပြီဗျာရတာရန်ရှိပြီးတော့အခုလို cheese အမြင့်တန်းအကြီးနဲ့ကွန်တော်လေးရပါပြီကျွန်တော်တို့အကိစနက်ကမိသားစုလေးကကျွန်တော်တို့အားလုံးအဆင်ပြေအောင်ပြန်လဲမျှဝေပေးတာဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်ပြထားတဲ့ needs နဲ့လေးကိုကြည့်ပြီးတော့အိမ်မှာလောက်ပြီးတော့ရောင်းရင်မိသားစုတစ်ပိုင်းတစ်နိုင်ဝင်ငွေလေးတွေလည်းတိုးပွားနိုင်ပါတယ်ကျွန်တော်တို့ဝန်ထမ်းဆိုလဲကျွန်တော်တို့ဒီဝန်ထမ်းဘဝကနေကိုယ်ပိုင်စီးပွားရေးလေးစတင်ခြင်းတဲ့သူတွေဒီလာသာနဲ့အပြင်အပြင်အပေါ်ဝင်ငွေလေးရချင်တဲ့သူတွေကလည်းစတင်ပြီးတော့အခုလိုမျိုးလုပ်ပြီးရောင်းလို့ရပါတယ်ဒီကွန်တော့ဆိုရင်ကျွန်တော်ဒီရန်ကုန်မှာအခုရောင်းနေတာဆိုရင်တော်တော်ရောင်းရပါတယ်တချို့ပွဲတွေဆိုရင်အချောင်း100နေရာမကရောင်းရပါတယ်ပွဲတော်ရက်တွေဆိုရင်ကျွန်တော်တို့ပွဲ3-4ပွဲယူရင်တပွဲကိုအနည်းဆုံး90နဲ့100ကြားရောင်းရပါတယ်ကျွန်တော်လိုမျိုးလေးလဲဒီလိုမျိုးအရသာရှိနဲ့ကွန်တော့လေးတွေကိုရောင်းချနိုင်အောင်လို့ကျွန်တော်လမ်းညွှန်ပေးတာဖြစ်ပါ